ဒုက္ခဆိုတာဘာလဲဒုက္ခဆိုတာတက်တောင့်တက်တာမရှိတဲ့အမှန်တရားတစ်ခုပါ the essay or truth ပေါ့မှန်တော့မှန်တယ်ဒါပေမဲ့လက်ခံဖို့ဆိုတာအင်မတန်ခက်ခဲပါတယ်ဘာဖြစ်လို့လဲဆိုတော့သူကပျော်စရာမှမကောင်းတာဗုဒ္ဓဘာသာမှာကျမတို့လူသားတွေနေ့စဉ်ရင်ဆိုင်ဖြေရှင်းနေရတဲ့ပြဿနာတွေအခက်ခဲတွေစိုးရိမ်ကြောက်ကြမှုတွေနာကျင်ကြေကွဲနေရမှုအားလုံးကိုဒုက္ခလို့ခေါ်ပါတယ်ဒုက္ခဟာပါဠိစကားပါဘုရားဘာသာဝင်တွေရဲ့သစ္စာလေးပါးတရားတွေရတယ်ဒုက္ခဆိုတာပေါင်းပါတယ်ဒုက္ခကိုအများအားဖြင့်ဆင်းရဲခြင်း safari လို့အင်္ဂလိပ်လိုဘာသာပြန်လေးရှိတယ်ဘလို့ဘာသာစကားတော့မဟုတ်ဘာသာတရားနဲ့ဒုက္ခကိုပုံစံအမျိုးစုံပြောကြပေမဲ့တူညီတဲ့အရာတစ်ခုကသိရှိတိုင်းဟာဒီဒုက္ခနဲ့ဆက်နွယ်မှုရှိနေကြတယ်ဆိုတာပါပဲဒီစကားလုံးမှာပုံမနဲ့ဆိုင်တဲ့အဓိပ္ပာယ်ပါဝင်ပါတယ်ဘဝကလှုပ်ရှားရှင်သန်နေပြီနဲ့သူ့ကိုမကျေနပ်နိုင်တဲ့အရာတွေကဒုက္ခပါပဲဘဝကကောင်းနေတဲ့အချိန်မှာတော့တစ်ခုခုမတည်ငြိမ်ဘူးလို့ခံစားရတဲ့ပျော်ရွှင်မှုအရင်ပြင်းနေနေပြောက်ွယ်သွားတယ်အောင်မြင်မှုဟာဘယ်တော့မှလုံလောက်မှုရှိဘူးချစ်ချင်းမြတ်တာကိုဆုံးလိုက်ရတယ်ကြောက်ရွံ့မှုဟာနေရာတကာမှာရှိနေတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဗုဒ္ဓဘုရားရှင်ကဒီအမှန်တရားကိုရှောင်ရှားမသွားပါဘူးအမှန်တော့ဒါဟာသူတင်ကြားမှုရဲ့အခြေခံကနေဖြစ်လာခဲ့ပါတယ်ပထမသစ္စာတရားဖြစ်တဲ့ဘဝဟာဒုက္ခနဲ့လုံးဝဖုံးလွှမ်းခံထားရပါတယ်ဒါဟာကဘာကြီးရဲ့ရစ်စစ်တာလုံးမဟုတ်ဘူးတရားအလုံးမှာတည်ငြိမ်ခြင်းမရှိလို့ပါဘူးအသက်ရှင်နေခြင်းဆိုတာအမြဲပြောင်းလဲနေတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေရခြင်းပါဒုက္ခမျိုးစားနေဒုက္ခကိုအမျိုးစားခွဲလို့ရမယ်ဆိုရင်လို့များခွဲပါလေဒုက္ခမျိုးစားများလို့ကျွန်မရေးလိုက်ပြီးတယ်တကယ်တမ်းဒုက္ခမျိုးစားဘယ်လောက်ရှိလဲလို့ကျွန်မပြန်ပြီးနေမိပါတယ်ဒုက္ခတွေများပြားလွန်းတော့ countless number of ဒုက္ခလို့ပြောရမယ်ထင်ပါတယ်ရေဘူးရအဖြစ်ပြောရမယ်ဆိုရင်ဒုက္ခဟာအလွှာသုံးလွှာနဲ့ပိုင်းခြားသတ်မှတ်နိုင်ပါတယ်တဲ့ ordinary safari နေမကောင်းဖြစ်တာတယောက်ယောက်ကွယ်လွန်တာအသေးကွဲတာအလုတ်ပြုတ်တာတခုခုဆုံးရှုံးတာအစရှိတဲ့ဒီလိုထင်ရှားတဲ့နာကျင်မှုတွေဆိုးလိုက်တာလို့ကျမတို့ချစ်ချင်းသတ်မှတ်လိုက်နိုင်တဲ့အရာတွေဟာလူရန်ကြုံကြရတဲ့ပုံမှန်ဒုက္ခတွေပါပဲ safari or change တို့တချို့ဒုက္ခတွေကပြောင်းလဲမှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခတွေဖြစ်တတ်တယ်ဘဝရဲ့အချို့အချိန်လေးတွေမှာကြာမခံမှုချစ်တဲ့လူနဲ့နေရတဲ့အချိန်လေးတွေပြောရတဲ့အချိန်လေးတွေကမြန်မြန်ပဲပုံဆုံးသွားခဲ့ကြတယ်